အားလုံးပဲမင်္ဂလာပါကျွန်တော်တူရီကိုသိန်း YouTube channel လေးကနေကိုသိန်းကိုရီမားလေးအားလုံးပဲညီကိုမိတ်ဆွေကိုမားလေးအားလုံးပဲတူရီရောက်မှချမ်းမင်္ဂလာပါလို့ကျွန်တော်ရဲ့ကိုရီဖိုင်လေးကနေအားလုံးကိုဒီစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကိုသိန်းရဲ့ရီဖိုင်လေးကိုကြည့်ရှုတဲ့ချိန်ကနေစပြီးတော့ကိုသိန်းရဲ့မိတ်ဆွေကိုမားလေးအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေလုပ်ငန်းကံများလည်းကျွန်တော်ကိုမားရဲ့ဒီမှာကအစီအမီချုံမွေးကြပါစေเนาะနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့လေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်ပါစေလို့ကျွန်တော်ကိုသိန်းကအားလုံးကိုဦးစွာပထမအနေနဲ့ဆုမွန်လေးတောင်းပေးပါတယ်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါမိတ်ဆွေကိုမားလေးအားလုံးပဲကဲအားလုံးပဲမင်္ဂလာပါကဲမိတ်ဆွေကိုမားလေးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာကိုမားလေးအားလုံးပဲကိုသိန်းတာတင်းတော့မတင်ပေးလိုက်အောင်ဒါပေမဲ့ကိုသိန်း Viber channel ထဲမှာကိုသိန်းပို့ပေးထားတာဒါကိုမားလေးအားလုံးကမနက်ကအခွေလေးမှန်သွားတယ်နော်ကိုမားလေးမနက်ကအခွေလေးမှန်သွားတယ်ကဲကျွန်တော်ဂိုးဒီပိုင်းလေးကတော့မနက်ဖြန်21ရက်နော်21ရက်4လ2026ကိုမားလေးအားလုံးပဲအင်္ဂါနေ့မနက်ညတနေ့ကိုမှဘေကနန်းလေးကိုဒီကထားပေးရမယ်ဘယ်ပတ်သီးလေးကိုဒီကထားအောင်မလဲဆိုတော့ကိုသိန်းကိုမားလေးအားလုံးကိုသိန်းကအခုဒီပိုင်းလေးမှာတခါတည်းမြောက်ပြီးတော့မှဖြစ်တဲ့အတွက်ကိုသိန်းဒီပိုင်းလေးကိုအစားကနေအဆုံးထိစုံဝဲတောင်းလေးကြည့်ပေးပါကိုမားလေးအားလုံးကလဲလက်မလေးမနေရသေးတဲ့ကိုမားလေးအားလုံးကလည်းလဲလက်မလေးလည်းနေပေးတာပါလို့ကိုသိန်းကအားလုံးဝင်ပြတဲ့ခံပါတယ်ခေအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါနော်ကဲကိုမားလေးအားလုံးပဲကျွန်တော်စီမှာကိုမားလေး Viber channel ဝင်ဖို့မေးနေတဲ့ကိုမားလေးနော်ကိုသိန်း Viber channel လေးကိုသိချင်လို့မေးနေတဲ့ကိုမားလေးကိုသိန်းကဏ္ဍလေးမပြောခင်ပါကိုသိန်း Viber channel လေးကို comment အောင်မှဝင်ကြည့်ပါနော်ကိုသိန်း Viber channel ကိုမေးနေတဲ့မိတ်ဆွေကိုမားလေးအားလုံးကကိုသိန်းရဲ့ Viber channel လေးကိုဒီ comment အောင်လေးမှာဝင်ကြည့်သွားလို့ရတယ်နော်ဒီ comment အောင်လေးမှာကိုသိန်းတင်ပေးထားမယ်ကိုသိန်းရဲ့ Viber channel လေးကိုသိန်းရဲ့ Viber channel လေးကိုနှိပ်ပေးထားနှိပ်ပြီးတော့ဝင် join အောင်မယ်ကိုမားလေးအားလုံးပဲငွေတပြားတစ်ချက်မှပေးသေးရမလို့နော် Viber channel join တာကဝီဒီယိုတစ်ချက်မှပေးသေးရမလို့အဲ့တော့ join မဲ့ဆိုရင်ကိုပြိပိုင်းလေးမှန်အောင်ဝင်ကြည့်ပါနောက် Viber channel လေးချပေးထားမယ်အားလုံးကိုသိရဲ့ Viber channel လေးမှာကိုမှအားလုံးပဲ join ထားတဲ့သူတွေကတော့ကိုသိတင်ပေးတဲ့ channel လေးတွေပုံမှန်ရတယ်နော်ကျွန်တော် live မှာတက်မတင်ပေးနိုင်တဲ့အခါမျိုးဆိုရင်တော့ကျွန်တော် Viber channel ထဲမှာပို့ပေးတယ်ဥမာဒီနေ့လိုမျိုးပေါ့ကျွန်တော် live မှာတက်တင်ဖို့မအားပေးမယ်ကျွန်တော် Viber channel ထဲမှာပို့ပေးထားတဲ့အကုန်လုံးကိုနော်ကဲအားလုံးပဲဒါကျွန်တော်တို့မနေ့က21ရက်4လ2026အင်္ဂါနေ့နော်မနေ့ညတနေ့ကောင်မှာပရမဲ့ပတိလေးတွေကိုထိုးရမယ်အော်နန်လေးတွေကိုသိန်းကိုပရိဖိုင်လေးမှာတခါတည်းမြောက်ပြီးသွားမယ်ကိုသိန်းရဲ့ကိုမာလေးအားလုံးကလည်းကိုသိန်းရဲ့ပရိဖိုင်လေးကိုအစားကနေအဆုံးထိစုံဝဲတဲ့အောင်လေးကြည့်ပေးပါမိတ်ဆွေကိုမာလေးအားလုံးပဲလဲလက်မလေးတွေမရသေးဘူးဆိုရင်လဲလက်မလေးလည်းနေပေးထားပါဦးဗျာနော်ကဲအားလုံးပဲမင်္ဂလာပါကိုသိန်းကိုအားပေးနေတဲ့တူတယောက်ချင်းစီတိုင်းအားလုံးပဲမင်္ဂလာပါဗျာနော်ဂျာရဲလည်းကိုသိန်းပြောပါတယ်တစ်ချက်ရဲကကိုသိန်းကိုပါအားလုံးကိုကနေမပေးဘူးဆိုတာဒါကနေကလိန်စီပတ်တယ်လို့ကိုသိန်းမပေးတာနော်လိန်စင်းမဲ့တဲ့ကိုသိမပေးတာကိုမလည်းအားလုံးကိုထင်တဲ့အတိုင်းပဲကျွန်တော်တို့မနက်ခဏညနေကိုကြက်ကြသွားတယ်အဲကြောင့်ကိုသိတင်မပေးတာကိုမလည်းအားလုံးကိုနော်ကဲအားလုံးကိုသိကဏ္ဍလေးတွေစပြောပေးမယ်ကိုဒီပိုင်းလေးမှာနော်ကိုမလည်းအားလုံးပဲကိုသိကဏ္ဍလေးတွေစပြောပေးမယ်အားလုံးပဲကဲကိုသိကိုမလည်းအားလုံးပဲကိုသိလို့21ရက်4လ2026နော်ကျွန်တော်တို့အင်္ဂါနေ့မနေ့ညတနေ့ကောင်မှာပေးရမယ့်ပတ်တိကကိုသိန်းကိုမားတွေအားလုံးပဲကျွန်တော်3ပတ်တိ10ပတ်တိပဲဖြစ်ပါတယ်ခင်ဗျ38ဝန်းချင်းပါနော်3ပတ်တိ10ပတ်တိပဲဖြစ်ပါတယ်38ဝန်းချင်းပါကိုသိန်းကိုမားတွေအားလုံးပဲ38ဝန်းချင်းပါခင်ဗျာနော်တော့မယ်38ဝန်းချင်း3ပတ်တိ10ပတ်တိပါမိတ်ဆွေကိုမားတွေအားလုံးပဲ3ပတ်တိ10ပတ်တိကျွန်တော်တို့အခွေကတော့ကျွန်တော်တို့935အပြီးပါခွေပါနော်935အပြီးပါခွေပါမိတ်ဆွေကိုမားတွေအားလုံးပဲအခွေလေးက935အပြီးပါခွေပါကျွန်တော်ရဲ့ခွေမှာဘူးပါမယ်အပူးတို့ကြိုက်တဲ့ကိုပါလေဆိုရင်ဘူးလေးတစ်ခွက်စီပါထည့်ထိုးတာနော်ကိုသိရဲ့ခွေမှာဘူးပါမယ်ဒါ9395အပြီးပါခွေပါခွေလေးကတော့နော်9395အပြီးပါခွေပါတော့ဒါပေးရမယ့်ပတ်တိက3ပတ်တိ10ပတ်တိပါနော်မိတ်ဆွေကိုမရအောင်ကျွန်တော်3တဲ့ဆိုဒီကတော့တော့မှခဏက3536နော်3536 3930 3536 3930ဘေးမှာဘန်ကဖွင့်တိုင်းတန်းရတယ်ဗျခဏခဏအိတ်ချင်တယ်ဘန်ကဖွင့်တိုင်းဒီတိုင်းဆိုရင်မတန်းဘူးဖွင့်တိုင်းတော့လဲအိတ်ချင်တယ်3536 3930ပါတော့ကျွန်တော်တို့3နဲ့ဆိုအဓိကထားတော့မယ်ခဏလေးတွေပဲဖြစ်ပါတယ်ကိုသိန်းကိုပါရအောင်မယ်ကဲကျွန်တော်ရှင်းတဲ့ဆိုအဓိကထားတော့မယ်ခဏက8586 8889ပါ8586 8889ပါနော်8586 8889ပါမိတ်ဆွေကိုမလေးအားလုံးပဲရှင်းတဲ့ဆိုအဓိကထားတော့မယ်ခဏက8586 8889ပါအကြိုက်ဆုံးနေ့နဲ့နှစ်ကွက်ကောင်းလေးကတော့85နဲ့36ပဲဖြစ်ပါတယ်နော်85နဲ့36ပဲဖြစ်ပါတယ်ကိုသိကြိုက်ဆုံးနေ့နဲ့နှစ်ကွက်ကောင်းလေးက85နဲ့36ပါတစ်ကွက်ကောင်းလေးကကျွန်တော်တို့မနေ့ပြန်မှာ85ပါ
နော်တစ်ခွက်ကောင်းလေးကတော့အကြိုက်ဆုံးနေနဲ့မင်းရောတစ်ခွက်ကောင်းလေးကတော့85ပါဗျနော်ကဲဘိုင်ဘာ channel ဝင်ပဲကိုမတွေကလည်းကူပရီပိုင်းလေးအမှန်အောင်မှာကျွန်တော်လင်းချပေးခဲ့မယ်ဝင်ကြည့်ပါနော်အားလုံးပဲကဲကိုသိန်းနောက်တစ်ခါပြန်ပြောမယ်ကျွန်တော်21ရက်4လ2026အင်္ဂါနေ့မနေ့ညတနေ့ကမှပေးရမယ့်ပတိကကျွန်တော်3ပတ်တိ10ပတ်တိပဲဖြစ်ပါတယ်38ဝိုင်းမှာကျွန်တော်အခွေလေးကတော့9395အပြီးပါခွေပါ9395တော့ကျွန်တော်3နဲ့ဆိုဒီကတော့တော့မကန်က3536 3930ပါ3536 3930ပါရှင်းနေဆိုရင်8586 8980ပါနော်8586 8980ပါအကြိုက်ဆုံးနေတဲ့နှစ်ခွက်ကောင်းလေးကတော့85နဲ့36ပဲဖြစ်ပါတယ်85နဲ့36ပါတစ်ခွက်ကောင်းလေးကတော့ကျွန်တော်တို့85ပါကဲဒါဆိုအားလုံးပဲဘိုင်းမှာကိုသိန်းကိုပါနေအောင်လို့ကိုလက်ပါနော်